Hello အားလုံးပဲမင်္ဂလာပါဒီနေ့တန်းချိန်ပြီးတော့တစ်ပုတ်ပင်နာကိုသွားရင်းနဲ့ဟိုးရင်တော့အမှတ်တရလေးတွေဟိုရင်ခေတ်တုန်းကတောက်တက်ခဲ့ကြတဲ့သူတွေမှာဒီနေရာမှာဘယ်လိုမျိုးမှတ်တရတွေဖန်တီးခဲ့လဲဆိုတော့စိတ်ကလေးနဲ့ဒီဘက်ချမ်းလေးကိုလမ်းလာလျှောက်ဖြစ်တယ်ပေါ့နော်ဆိုတော့တစ်ပုတ်ပင်နဲ့ပတ်သက်ရင်သူက1920ဒီရန်ကုန်တက္ကသိုလ်ကိုမတိဆောက်ခင်အချိန်ကတည်းကအဲ့ဒီအပင်ကအဲ့နေရာမှာရှိတာပေါ့နော်ဆိုတော့တက္ကသိုလ်တိဆောက်တဲ့အချိန်တက္ကသိုလ်ကိုအဲ့နေရာမှာလောက်လိုက်တဲ့အချိန်မှာတစ်ပုတ်ပင်ကိုမဖယ်လိုက်ဖယ်နဲ့သူ့ရဲ့ပကတိရှိရဲ့နေရာမှာပဲထားပြီးတော့တိဆောက်ခဲ့တယ်ဆိုတော့တစ်ပုတ်ပင်ကဘွယ်နှင်းသပင်ခမ်းမနဲ့အဓိပတိလမ်းမကြီးရဲ့ဘေးမှာခန့်ညားစွာနဲ့အခုချိန်ထိကိုနှစ်ပေါင်းရာချီနေပြီပေါ့နော်တည်ရှိနေတာတစ်ပုတ်ပင်နားကိုရောက်ရင်ဒီပတိလမ်းကြီးတွေကိုရှောက်ရင်ဘွယ်နှင်းသပင်ခမ်းမနားတွေကိုရောက်ရင်အမြဲတမ်းအရင်ခေတ်တုန်းကတက္ကသိုလ်တက်ခဲ့ကြတဲ့လူတွေကိုလေတွေးမိတယ်တစ်ပုတ်ပင်ကလေထူးခြားတာတစ်ခုရှိတယ်။သူကအပင်ကြီးထွားမှုမြန်ပြီးတော့ပင်စီကြီးမားတယ်တစ်ပြော့ပင်အမျိုးအစားဆိုတော့တစ်မာပဲအမျိုးအစားမဟုတ်ဘူးပေါ့နော်အဲ့ဒါလေးတစ်ခုကတော့သူ့ရဲ့အပြင်ပန်းပုံစံနဲ့ကြည့်မယ်ဆိုရင်ထူးခြားတဲ့ချက်ပေါ့ဆိုတော့ကျွန်မပျော့ပျော့ဆူဆူနဲ့ပဲကန်တင်းကိုရောက်သွားပါပြီရန်ကုန်တက္ကသိုလ်ရောက်ရင်မဖြစ်မနေသွားတဲ့နေရာကလည်းကန်တင်းပဲလीနော်ကန်တင်းမှာစားဖို့အစားတောက်လေးမှာထားတယ်ထမင်းကြော်လေးကတော့အရန်စားကောင်းပါတယ်ဆိုတော့ဒါလေးစားပြီးတော့ကျွန်မတနက်လည်းပြီးပြီဆိုတော့အေးစစ်စစ်လေးလမ်းလျှောက်ပြီးတော့အိမ်ပြန်ဖို့လုံလိုက်ပါအောင်မယ်ကြည့်ရှုပေးတာကျေးဇူးအများကြီးတင်ပါတယ်ရှင်